ဒီလိုနဲ့ဈေးဝယ်လာတဲ့ဖောက်တဲ့တွေကိုတားမရတော့မန်နေဂျာခင်ဗျာဘာလို့ရမှမသိဖြစ်သွားရောဒီတော့သူကဝန်ထမ်းတွေကိုပြောင်းပြီးပြင်မှတ်ထားပြန်တယ်စူပါမားကတ်ထဲမှာနားနေကန်တစ်ခုလုပ်ပြလိုက်တယ်ဝန်ထမ်းတွေအလုပ်ရှုပ်လာရင်အထက်ဝင်ပြီးလှဲနေလို့ရမယ် TV ကြည့်ပြီးရေမီးကြမ်းတောက်လို့ရတယ်ပေါ့ဝန်ထမ်းတွေအစားသူကတော့ဝင်လုပ်ပြလိုက်သေးတယ်ကြာလာရင်ဝန်ထမ်းတွေပြန်သွားလိမ့်မယ်လို့သူတွက်ထားတာလေဒါပေမဲ့ဝန်ထမ်းတွေခင်ဗျာမျက်ရည်ကျတဲ့အထိကြည်နူးသွားကြတယ်ဆယ်စုနှစ်ပေါင်းများစွာအလုပ်လုပ်လာတာဒါပထမဆုံးအချိန်လူရသွင်းခံရတယ်လေးစားခံရတယ်လို့ခန်းစားလိုက်ရတာကိုဒီတော့အရင်ကထက်တော့ပိုပြီးစူးစမ်းလုပ်ကြတော့တာပေါ့မကြခင်မှာပဲတမျိုးလုံးမှာအလုပ်လုပ်လို့အကောင်းဆုံးနေရာတစ်ခုဖြစ်လာရောဒီသတင်းကြတော့အလုပ်သမားတမကကိုယ်စားလှယ်တွေတော့အပြေးအလွှာရောက်လာကြတယ်သူတို့လည်းတော်တော်လေးစိတ်လှုပ်ရှားသွားတာပေါ့ဝန်ထမ်းတွေကိုတကယ်ဂရုစိုက်တဲ့တစ်ခုတည်းတော့ကုမ္ပဏီပါလားဆိုပြီးတော့လေမန်နေဂျာကိုသူတို့ကဂရီပေးလိုက်ကြတယ်နောက်ဆိုရင်တမျိုးလုံးကအလုပ်သမားတွေဒီမှာပဲလာဝယ်ကြတော့မယ်တဲ့ပြီးတော့ short ဈေးတွေဘာတွေလည်းမလိုချင်ဘူးဈေးအပြည့်ပဲပေးမယ်လို့ဆိုပြောကြတာဒီလိုနဲ့စူပါမားကတ်ရဲ့ရောင်းအားကထပ်ပြီးထိုးတက်သွားပြန်ရောဝန်ထမ်းတွေကိုပြစ်မှတ်ထားတာလည်းမအောင်မြင်တော့ဒီအခါကုန်ပစ္စည်းတွေကိုပြစ်မှတ်ထားဖို့ဆုံးဖြတ်လိုက်တယ်ဘယ်သူမှမလိုချင်တဲ့ကုန်တယ်တွေကိုမှတီးတန့်ရွေးပြီးပစ္စည်းသွင်းခိုင်းတာလက်ကားဈေးကို short ဖို့မငြိနှမ်းတဲ့အပြင်ချိတဲ့ဈေးတဲ့3ဆတောင်တိုးပေးလိုက်သေးတယ်စူပါမားကတ်နံပါတ်ပြတ်သွားရင်ပြီးရောဆိုတဲ့သဘောလေလုပ်ငန်းပြုတ်ဖို့ကအချိန်မီပဲလို့ထင်ထားပေမဲ့ဆိုင်ကကြောက်ကြောကိုမြည်ကြည့်လိုက်တဲ့ဝယ်သူတိုင်းအရသာရှိလုံးလို့နှက်ပြီးရောက်သွားတယ်လို့ခန်းစားလိုက်ရတယ်သူလက်ထဲရွေးလိုက်တဲ့ကုန်တွေကရှေးဟောင်းနန်းတွင်းစပိုမှုကြီးရဲ့မျိုးဆက်ဆိုတာသူမှမသိခဲ့တာကိုရှေးတုန်းကဘရင်ကြီးတောင်သူတို့ကြောက်ကြောကိုစားပြီးအံ့ဩသွားခဲ့ရတာတဲ့တခါတည်းနဲ့10ပေါင်းချင်းလောက်ကိုစားပစ်လိုက်တာလေဈေးကြီးပေးထားတဲ့ကြောက်ကြောတွေကခဏလေးနဲ့ပြောင်းကလင်းခါသွားတယ်နိုင်ငံသားတွေတောင်လေရင်စီးပြီးလာစားကြတဲ့အထီပဲတလအတွင်းမှာတဲ့စူပါမားကတ်ရဲ့ဝင်ငွေကကိုရီးယားသမိုင်းတစ်လျှောက်စမ်းချင်းချိုးသွားရောမန်နေဂျာရဲ့ကျေးဇူးကိုဆက်ချင်တာနဲ့စားဖို့မှုရဲ့မျိုးဆက်ကအဲ့ဒီနေရာမှာတင်ပြီးတန့်စားချုပ်ချုပ်ပေးလိုက်တယ်သူ့ကြောက်ကြောကိုဒီဆိုင်မှာပဲရောင်းတော့မယ်လေမန်နေဂျာခင်ဗျာယူတောင်ယူချင်သွားပြီဒါပေမဲ့အလွယ်တကူအရှုံးမပေးဘူးပိုက်ဆံဝင်တာဘယ်လောက်မြန်3တာလောက်တော့ဘယ်မြန်ပါမလဲဆိုပြီးစူပါမားကတ်ထဲမှာငါးပြတိုက်ကြီးတခုပိုက်ဆံအကုန်ကြခံပြီးတိဆောက်လိုက်ပြန်တယ်ဝေလငါအကြီးကြီးတကောင်တောင်တဲလာလိုက်သေးတယ်စိုက်တာဝန်ခံခင်ဗျာပါဇက်ဟောင်းတာပြတ်သွားတာပေါ့ဒါကြီးလုပ်ပြီးဘာအကျိုးထူးမှမဟုတ်လို့လဲပေါ့ဒါပေမဲ့အဲ့ဒီငါးပြတိုက်ကမြို့ရဲ့အထင်ကရနေရာတစ်ဖြစ်သွားရောကမ္ဘာလက်ခရီးသည်တွေအများကြီးကိုဆွဲဆောင်နေသွားတယ်လူတိုင်းကသူတို့စီကပင်လယ်စာလို့ဆိုရင်လက်လက်ဆက်ဆက်ဖားလာတာကြီးပဲလို့ထင်ကုန်ကြတယ်ပင်လယ်စာတိုင်းကရောင်းအားတွေကအလွန်ကောင်းကုန်တော့တာပေါ့